အားလုံးပဲမင်္ဂလာပါအဲ့ဒီဝကကိုဖြိုးရဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကျွန်တော်လုံးဝမိုက်တဲ့ comment တွေတစ်ချောင်းနဲ့ကျွန်တော်မိတ်ဆက်ပေးသွားပါမယ်ဆိုတော့အဲ့ comment ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာပေါ်မှာဗျာကျွန်တော်တို့ရေဘူးရပြဿနာတွေပေါ့ဗျာဥပမာကျွန်တော်တို့ Bluetooth ချိတ်လို့မရတာတို့Bluetooth ချိတ်လဲအလုံးမလုပ်တာတို့ပြီးရင်ကွန်ပျူတာက speaker အတမထွက်တာတို့ကျွန်တော်တို့ mouse တွေ keyboard တွေဒီမှာချိတ်ထားပြီးတော့မှကျွန်တော်တို့မမိတာပေါ့ဗျာစသဖြင့်အဲ့လိုပြဿနာမျိုးတွေစသဖြင့်ဗျာကျွန်တော် hardware ပြဿနာတွေကျွန်တော် software ပြဿနာတွေဗျာ basically ပေါ့နော်အဲ့လိုပြဿနာတွေကိုမှကျွန်တော်တို့လုံးဝ comment တွေတစ်ချောင်းလေးရိုက်ထည့်လိုက်တာနဲ့အဲ့ပြဿနာတွေအားလုံးက automatically solve ဖြစ်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ comment လေးကျွန်တော်ဒီနေ့ sharing လုပ်ပြီးသွားကြပါတယ်ရမ်းမိုက်ပါတယ်ကျွန်တော်တော်ရုံပြဿနာလောက်ဒီ comment လေးတစ်ချောင်းသိတာနဲ့နေကျွန်တော်တို့ easy ဖြေရှင်းလို့ရအောင်နော်ဆိုတော့ကျွန်တော် message ကို sharing လုပ်ပေးပါမယ်စိတ်ဝင်စားဆိုလို့ရှိရင်တော့ video ကိုဆုံးထိလိုက်ပါကြည့်ရှုစေချင်ပါတယ်များကျေးဇူးတင်ပါတယ်ကျွန်တော် Windows ကနှိပ်ပွားရင်ကျွန်တော်တို့အဲ့မှာ CMD လို့ရိုက်လိုက်ပါရိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ OK နှိပ်လိုက်ကျွန်တော်ဒီ comment လေးပါနော် mstd ပြီးကျွန်တော် .exe ပြီးကျွန်တော်တို့space လေးတစ်ချက်ချလိုက်ပြီး -id ပြီးသွားဆိုရင်ကျွန်တော်တို့ space တစ်ချက်ချလိုက် device diagnosis ပေါ့နော်diagnosis ပြီးကျွန်တော် enter လေးနှိပ်ပြီးလိုက်ဆိုတော့ဒီမှာဆိုကျွန်တော်တို့ဒီမှာ travel shooting လုပ်တဲ့ GUI လေးပေါ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော် program ကမ run ဘူးနော်ဘာလို့ဆိုကျွန်တော်ဒီအခုလက်ရှိ Windows version ကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်သိတော့ Microsoft ကတော့သူတို့လည်းဒီဟာဟိုအဲ့ MSD EAC ကိုသူတို့ပိတ်မယ်လို့ကြားဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးတော့မထင်ဘူးဒါပေမဲ့ကျွန်တော်ကအခုကျွန်တော်ဒီမှာ error တက်နေပါဘောနော် this version of Windows not enable ဆိုကျွန်တော်ကဒီ Windows 11ပေါ့နော်ကျွန်တော်က latest version တော့ကျွန်တော်တင်ထားတာလည်းပါပါနော်ဆိုတဲ့အခါကျတော့အားအကြောင်းလုံးနဲ့တူပါတယ်ဒါပေမဲ့ဒီ comment ကပေါ့နော်ကျွန်တော်အခုကျွန်တော်ရဲ့ Windows version မှာပဲအလုပ်မလုပ်တာဒါပေမဲ့ကျွန်တော်တို့ Windows 10တို့ကျွန်တော်တို့တခြား Windows 11တခြား version ပေါ့နော် home version တို့ဘာလို့ဆိုရင်တော့အလုပ်လုပ်လိမ့်မယ်ဗျာဒီကတကယ်လို့မိတ်ဆွေ Windows 11ဟိုမှာ home version သုံးနေဆိုရင် try ကြည့်ပေါ့နော်အဲ့ comment လေးရမရကျွန်တော်လည်းသိချင်လို့ပါရမရ try ကြည့်ပေါ့နော်ကျွန်တော်လည်းအခုမှကျွန်တော်လည်းရိုက်ထည့်လိုက်မှအခုမြင်ရတာပေါ့နော်အဲ့ဒါကျွန်တော်ဗီဒီယိုမရိုက်ခင်တည်းကကျွန်တော်လည်းမစမ်းတာပေါ့နော်ဆိုတော့ဘာဖြစ်ပါ try ကြည့်လိုက်ပေါ့နော်ဒါပေမဲ့အဲ့မှာအဲ့လိုမျိုး comment ရိုက်ထည့်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဒီ travel shooting box လေးပေါ်တယ်ဗျအဲ့ဘက်မှာ next လေးရှိတယ်အဲ့လေးနှိပ်လိုက်ကျွန်တော်တို့သူ instruction တိုင်းလေးလုပ်ပြီးလိုက်ရတာပေါ့နော်ဆိုတော့ try ကြည့်ပါ